တို့များရဲ့ကျေးဇူးရှင်ဘုံဆန်းရဲ့မြေတွေလို့တိုင်းပြည်မျိုးသက်ဆက်ခါရာဇဝေတွေဥဖာတော်စုမွေးဖွားခဲ့ပါလေစာတင်နှမောင်ကြီးဝိရဲ့ကျေးဇူးပေါ်တော်ထင်ရှားနှစ်တွေပြောင်းငယ်လေးမေအတိတ်ဟောင်းကိုတော့မမေ့ခဲ့နိုင်ပြီကိုယ်စားနေပေါ်ရင်ဝဲတည်တရားပြည်သူများရင်နဲ့ခြေခွဲစိတ်တွေယနေ့တိုင်ပြီသမိုင်းတွေကနေမမေ့နိုင်ရပဲကောင်းဆောင်ကြီးတွေကိုလေမျိုးသားလုံးဆွေးမြေ့ရည်တွေစကူးချူလိုက်မမေ့နိုင်တဲ့ဖြစ်တွေပြောင်းဘဝတမလုံးချမ်းခဲ့ဖို့မြေရီမှုဆွေစေနာရီ30ကိုငါတို့မမေ့နိုင်လေခေါင်းဆောင်ကြီးတွေပေးစခဲအသက်ကိုစီတွေတို့တိုင်းပြည်အတွက်နှမျောလို့မဆုံးမေးဒီအချိန်ကြတဲ့ည